မဲပင်လာပါဒီနေ့ဗီဒီယိုကတော့တကယ်ချင်းရင်ထထားအောင်နဲ့သူကောင်လေးပြင်ပြလို့ရဲ့ Family Gathering ပွဲလေးကိုဘန်ကောက်ကတင်တာ cruise မှာလုံးပါဖို့လို့ပါဝင်အားဖြည့်ပေးသွားမှာပဲဖြစ်ပါတယ်အခုကတော့ဘန်ကောက်ကိုသွားဖို့ချင်းမိုင်အိမ်ကနေစထွက်လာပြီပဲဖြစ်ပါတယ်အခုတော့ချင်းမိုင်ကနေဘန်ကောက်ကိုသွားမယ်အဝေးပြေးကားဂိတ်ကိုရောက်လာပါပြီကားထွက်မှာတော့နောက်တစ်နာရီလောက်မှထွက်မှာဆိုတော့ဖိုက်စာရာနဲ့ဒီနားပုံဝင်းနေရာဆိုင်တစ်ခုခုမှာညစာစားဖို့သွားပြီးရှောက်ပက်ကြည့်လိုက်ပါဦးမယ်ဟုတ်မယ်ကားစီးရင်တော့ဘန်ကောက်ဘတ်လိုင်းကိုပဲစီးပါဟာလို့အဲ့ဒါလည်းဆိုဆားကားတွေကရက်တဲ့နေရာနဲ့စားလို့မကောင်းပြည့်စင်တဲ့နေရာမှာလည်းရက်တယ်ဒီကစောင်းလဲပြီးတယ်ဘန်ကောက်ဘတ်လိုင်းကစီးတဲ့နေထဲမှာပါတယ်ပေါ့နော်ဟာလို့ချင်းမိုင်ကနေဘန်ကောက်ဆိုတော့အဲ့ဒါလည်းဆိုတော့သူ့ရဲ့ဘန်ကောက်ဘတ်လိုင်း website ကနေပြီးတော့လက်မှတ်ဖြတ်တယ်ဆိုရင်994ပဲပေးရတယ်။ဒါပေမဲ့ဟိုအားဖြင့်ဗာလဲဖဲကိုအားဖြင့်ရင်694လောက်ပေးရတယ်ပေါ့နော်။600ကျော်ပေးရတယ်။နည်းနည်းသက်သာရယ်ပေါ့နော်။နည်းနည်းသက်သာရယ်ပြီးတော့သူကထမင်းစားလည်းရက်တယ်။ထမင်းစားလက်မှတ်ပါတယ်ဆင်မ။ထမင်းစားလက်မှတ်ပါတယ်။အဲ့တော့စားလို့ကောင်းတယ်။ထမင်းကလည်းမဆိုးပါဘူးပေါ့နော်။တခြားကား2စီး3စီးစီးဘူးတယ်ဒါပေမဲ့ဒီကားလောက်တော့မကောင်းဘူး။ဒီပိုင်းထိုင်မှာလားအထဲမှာအထဲရောက်မှာပဲပြောတော့နိုင်နေလဲရောက်ပြီဆိုတော့မှာစားဖို့အတွက်လည်းမီနူးရပြီဆိုတော့ဘာတွေရမလဲဘာစောက်တက်တွေကောင်းလဲကြည့်လိုက်ပါအောင်မယ်ထိုင်းရင်းတွေကပုံမှန်ဆိုရင်တော့ပင်စိမ့်နဲ့ချက်ကြတာများတယ်အဲ့တော့ကျမတို့လိုမြန်မာဟင်းတွေနဲ့အသားကျလာတဲ့လူတွေအတွက်တော့ပင်စိမ့်ပါတာတစ်ခါတလေပဲစားနိုင်ပါတယ်သူတို့ပင်စိမ့်နဲ့ကလည်းပြင်းတော့တိတ်မခံနိုင်ဘူးလေအဲ့ဒါကြောင့်မို့လို့ဆိုင်မှာစားရင်ပင်စိမ့်မပါတဲ့ဟာမျိုးပဲရေးစားပြတာများပါတယ်မှာထားတဲ့ထဲကတော့ပထမတစ်ခုတော့ရောက်လာပါပြီအဲ့ဒါကတော့ခောက်ဆိုင်ပါဒါကတော့နောက်ထပ်မှာထားတဲ့ဝတ်သားကြော်နဲ့ထမင်းပါ crispy pork crispy pork crispy pork ဝတ်သားကြီးကြော်ညစာစားပြီးပြီမို့လို့ခရီးဆက်ဖို့ကားပေါ်တက်ပါတော့မယ်ကားကတော့နှစ်ထပ်ကားကြီးပါနေရာကအပေါ်တဲ့ရှေ့ဆုံးမှာရပါတယ်ရှေ့ဆုံးခုံမှာစီးရတဲ့အားသာချက်ကတော့ကိုက driver နေရာမှာရောက်နေတယ်လို့မျိုးခံစားချက်ကိုရပါတယ်ကားစီးရမယ့်ကြာချိန်ကတော့10နာရီပါအခုည7နာရီထွက်တော့မနက်6နာရီလောက်ဆိုဘန်ကောက်ကိုရောက်ပါမယ်ကားစားထွက်ပါပြီအခုတော့ချင်းမိုင်ကနေဘန်ကောက်ကိုခရီးစတင်ပါပြီခုကတော့ထမင်းစားနာဖို့လမ်းတစ်ဝက်ကိုရောက်ပါပြီထမင်းကတော့ကားလက်မှတ်ဖြစ်ပိုင်းလေးကိုပြရုံနဲ့အလကားစားလို့ရပါတယ်လက်မှတ်နဲ့လက်မှတ်ကခောက်ချိုးလေးရှိတယ်အဲ့ခောက်ချိုးလေးကိုပေးပြီးတော့လဲထားတယ်ဒီလဲတိုက်တက်ကခုစားတာကတော့ညလည်စာပေါ့နော်12နာရီလောက်ဆိုတော့စားပြီးသွားရင်ကားပေါ်မှာတည်ထည့်အေးရပါအောင်မယ်နေနော်ကားပြန်ထွက်ပါပြီဘန်ကောက်ကိုမကြခင်ရောက်ပါတော့မယ်ရှင်တော့ဘန်ကောက်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။အချိန်ကတော့မနက်6နာရီလောက်ပဲရှိပါသေးတယ်။ခုရောက်နေရတော့ဘန်ကောက်ရဲ့အဝေးပြေးကားဂိတ်မိုချစ်ဘတ်စတာနယ်လို့ခေါ်ပါတယ်။ဒီကနေတရားမဲဟိုတယ်ကိုတော့ဆက်ပြီးသွားရအောင်မယ်ရှင်။မဲမဲဟိုတယ်ကဘတ်စကားလမ်းကြောင်းကိုတင်တာကြောင့်လို့ဘတ်စကားနယ်ပဲသွားလိုက်ပါတယ်။စားလို့မရဘူးပါပါ။ဘာသာရပါတရားမဲ့ဟိုတယ်ကတော့ဘရာဒူနယ်နားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘရာဒူနယ်နိုင်မှာကန်နာမှာပဲဆင်းလိုက်ပါတယ်အခုကတော့ဘရာဒူနယ်မှာဒီက Indra Square ပါဒူနယ်နိုင်မှာကပ်ပါဈေးဝယ်ရင်ဒီ
မာလို့ပြောပြီးတော့ဝယ်လို့ရတယ်ဆိုင်တိုင်းလေးကဗမာတွေရှိတယ် ရဲတဲ့ဟိုတယ်နားလည်းရောက်လာပြီဆိုတော့ခဏဟိုတယ်မှာနားနေရင်းနဲ့ညကြရင် dinner cruise သွားဖို့ပြင်ဆင်လိုက်ပါအောင်မယ်အခုကတော့ဟိုတယ်မှာလည်းနားပြီးပြီပြင်ဆင်လို့လည်းပြီးပြီဆိုတော့လူတွေလည်းစုံနေကြပြီမို့လို့သွားပြီးတော့နှုတ်ဆက်လိုက်ပါအောင်မယ် ဒါလေးကတော့ပြည့်ဖြိုးဖို့ပါဒါလေးကအောင်လေးဖို့ပါအန်ဂျီနူနဲ့ကဲအန်ဒီပါလေတမီးကပလဲစက်ဒီကဘယ်လက်တိုင်းနေပြီဟောအဲ့လိုလားအေးဟောရအေးဒီကဘယ်လက်တိုင်းဒါကြောပလဲစက် Thank you ဘာကလည်းရိုက်ဟမ်ဘာကလည်းရိုက်ဘယ်လိုတင်မလို့ကြိုက်ပြီးမယ်လို့တမောမှာပေါ့လား Thank you ပါဒါတော့ပြပြရန်ဒီတော့ပါရှင် Thank you လိုက်ရတော့ပါ Thank you very much နောက်ဆုံးတစ်ယောက်ရှိသေးတယ်နောက်ဆုံးတစ်ယောက်ရှိသေးတယ်ခေါင်းလည်းမရမှာဆိုလို့ငါကျေဝါနေပေးတော့ပြောပါလား နောက်ဆုံးတော့ cruise စီသွားဖို့ကားလည်းရောက်လာပြီမို့လို့လူစုံတက်စုံနဲ့ချီတက်ပါတော့မယ် ဟန်ဒါโอเคโอเค ဖိုလာမင်း20 ခုနမင်း20အဲ့ဒါငါတို့ကအလှဆုံးနေရ အဲ့ဒါပြောရတော့မှဆောင်းပြုတ်တွေမလားတော့ညနာပေါင်းပါတော့ခုကတော့တင်မောစိတ်ကိုရောက်လာပါပြီ ရပြီ လူတွေလည်းအများကြီးပါဒီနေ့ကတော့ Valentine Day နေ့လည်းဖြစ်တာမို့လို့ romantic ဆန်ဆန်လေးတင်တာစားဖို့လာကြတဲ့လူတွေလည်းအများကြီးပါပါတယ်ဒီမောပေါ်တက်ဖို့နည်းနည်းစောနေသေးလို့ဓာတ်ဖန်းလိုက်ပါအောင်မယ် ခုကတော့တင်မောပေါ်တက်ဖို့စပြီးတန်းစီနေပါပြီ ကဲကြည့်မယ်โอเคနောက်တစ်ယောက်နောက်ဆုံးတစ်ယောက်ပြရမယ့် cruise နာမည်ကတော့ Royal Galaxy Cruise ပါ cruise ပေါ်မှာနေရာကောင်းလေးလိုချင်ရင်တော့ကိုရီလို reservation ကြိုလို့ရပါမယ်ဘေးဘက်လည်းရောက်ပြီးတော့စတိတ်စင်တဲ့နီးရဲ့ရှေ့ပိုင်းဆိုရင်တော့အကောင်းဆုံးပါ ခုကတော့အပေါ်ဆုံးတက်ကိုရောက်လာပါပြီ Ferris wheel background နဲ့ကြောက်ဖျားမြစ်ကိုလည်းဒီသင်္ဘောပေါ်ကနေမြင်ရတဲ့ view ကတော့လုံးဝကို standing view ပါပဲလူကြီးတွေကတော့အပြန်အလှန်ပန်းစည်းလေးတွေပေးနေပြောနေကြပါပြီ Valentine Happy Valentine
ခုကတော့ကိုနေရာနဲ့ကိုအစီအစဉ်တကျဖြစ်နေပါပြီအကြာကြီးဆောင်ထားရလို့အားလုံးကတော့စားဖို့ ready ပါပဲခဏနေတင်တာဘူးဖေးစာကြွေးတော့မှာပါ ဒါလေးကတော့ချစ်ကြည်နူးတစ်တီတူးနေတဲ့ဇုံလွဲလေးပါပဲတိုက်ဆိုင်ဆိုင် Valentine Day မို့လို့တင်မောသွားနေတဲ့ချိန်မှာမြစ်ဘေးတစ်လျှောက်မီးရှူမီးပန်းတွေဖောက်နေရတာလေတော်တော်လေးကိုကြည့်လို့လှပါတယ်ကိုရီဖွဲ့ကတော့ပျော်ပြီးတော့စတိတ်စင်ရှိနာမှာကခုန်နေကြတာပါနောက်ဆုံးမှာတော့အားလုံးစားတောက်ကခုန်ပြီးတော့တင်မောကမူလစိတ်ကန်းကိုပြန်ရောက်လာပြီပဲဖြစ်ပါတယ်။အနည်းချုပ်အနေနဲ့ပြောရရင်တော့တငယ်ချင်း2ယောက်ရဲ့ family meetup လေးကတော့ Valentine Day မှာ cruise ship စီရင်ကြောက်ဖျားမြစ်အလှကို dinner ဆိုင်ကုံဆုံးရတဲ့ experience လေးကတော့အရန်ကို fantastic ဖြစ်ပြီးအရန်လဲ memory ပဲဖြစ်တဲ့ညလေးတစ်ညဖြစ်ခဲ့ပါတယ်။ဒီ vlog လေးကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးတွေလည်းအားပေးကြပါအောင်ရှင်။